နံပါတ်6ကတော့ color theory အရောင်တွေပဲဖြစ်ပါတယ်ဆိုတော့ primary color တွေကိုသိထားရမယ်ဖြစ်ပါတယ်เนาะဒီ primary အခြေခံအရောင်တွေကိုသိတဲ့နဲ့အခြေခံအရောင်တွေမှာအဝါအပြာအနီစတာတွေကိုသိရမယ်ပေါ့နော်ဒီ၃မျိုးကိုသိရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့တွေဘာလို့သိလဲဆိုတော့ warm color တွေ cool color တွေကိုသိရမယ်ပေါ့နော်ဒီ warm color ထဲမှာဘာတွေပါလဲဒီပြီးတော့ cool color ထဲမှာဘာတွေပါလဲဆိုတာကိုသိရမယ်ပေါ့နော်ပြီးရင် color mixing တွေကိုသိရမယ်ပေါ့နော်ဘယ်ရောင်နဲ့ဘယ်ရောင်နဲ့ရောရင်ဘာဖြစ်မလဲဆိုတာသိရမယ်အခုကနံပါတ်7က texture ပေါ့နော်ဒီမှာတစ်သားတွေကိုဆွဲမှာလားကျွန်တော်တို့အထည်တွေကိုရေးမှာလားနောက်တစ်ခုကတရည်တွေကိုရေးမှာလားပြီးရင်ဒီအမာတွေကိုရေးမှာလားပေါ့နော်ပြီးရင်လူအရေးပြားတွေရေးမှာလားဒါတွေကိုသိရနံပါတ်8ကတော့ composition ပဲဖြစ်ပါတယ်ဒါကတော့နောက်ဆုံးပါဒီဟာတွေကိုကျွန်တော်တစ်ချက်ချင်းကြီးရှင်းပြလို့ရှိရင်အရန်ရှိသွားပါလိမ့်မယ်နောက်ဗီဒီယိုမှာကျွန်တော်ရှင်းပြပါမယ်ဆိုတော့ composition ဆိုတာကကျွန်တော်နေရာချတာပေါ့နော်ဒီကားမှာဘယ်နေရာမှာဘယ်လိုဆွဲလို့ရှိရင်ပူဆွဲဆောင်မှုရှိတယ်ဆိုတာကိုသိတင်တယ်ပေါ့နော်သိရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ beginner သမားတွေအတွက်ကိုကြာတော့နေတိုင်းကို line ကိုဆွဲရမယ်လေ့ကျင့်ရမယ်နောက်တစ်ခုက shape တွေကနေပြီးတော့ပုံတီဆောက်ရမယ်သိရမယ်ပြီးရင်အလင်းအမှောင်ကိုရေးဆွဲလေ့ကျင့်ရမယ်ကျွန်တော်တို့အခုပုံမှာပြထားတဲ့အတိုင်းပဲဘယ်ကနေအလင်းထွင်ဘယ်ကိုရိတ်ကြမလဲစတာတွေကိုသိထားရမယ်ပေါ့နော်အဲ့ဒါမှလည်းပုံကောင်းတစ်ပုံရမှာဖြစ်ပါတယ်နံပါတ်4ကတော့ကျွန်တော်တို့ reference ပေါ့နော်ဒီဟာကတော့ဒီ Pinterest လိုနေရာမျိုးတွေ Google လိုနေရာမျိုးတွေမှာပုံတွေကိုကြည့်ပြီးတော့ကျွန်တော်တို့လိုက်ဆွဲရမယ်ပေါ့နော် reference ယူပြီးတော့လိုက်ရေးရမယ်ဖြစ်ပါတယ်ဒါကတော့ပကြီးချီကန်တွေပဲဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာဒီကျွန်တော်ရှင်းပြပေးသွားတဲ့ရှစ်ချက်နဲ့ပတ်သက်ပြီးတော့ဒီလေးကျွန်တော်ဗီဒီယိုအားသလို edit လုပ်ပြီးတော့ကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့လေ့လာခြင်းသူများအနေဖြင့်ဆက်လက်ကြည့်ရှုလေ့လာပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်bye bye